ပိုင်ဆိုင်ခြင်းချက်ပူလင်းတဲ့ချက်ရင်းချက်တဲ့အချစ်ရဲ့လှုပ်ဝက်ချက်၃ချက်အချစ်ဆိုတာအတင်းဆွဲထားရမယ့်အရာမဟုတ်ပဲတယောက်ကိုတယောက်လွတ်လပ်စွာပြန်တမ်းခွင့်ပေးရင်ရင်းချက်စွာနားလည်ပေးနိုင်ခြင်းပဲဖြစ်ပါတယ်။နံပါတ်1အချက်ကင်းတဲ့စူတောင်းတဲ့လမ်းကြောင်းကိုလေးစားခြင်းရင်းချက်တဲ့အချစ်ဟာအတင်းအကျပ်ပိုင်ဆိုင်ဖို့မကြိုးစားပါဘူး။တခါတလေကိုချစ်တဲ့သူမှာသူ့အိမ်မက်သူ့ရည်မှန်းချက်နဲ့သူ့လမ်းကြောင်းရှိနေတတ်ပါတယ်။တကယ်ချစ်ရင်အချခြေတမ်းမတင်ပဲသူ့ဘဝပုံမှုတိုးတက်လာစေဖို့ဘေးကနေဝမ်းမြောက်ဝမ်းသာစူတောင်းပေးနိုင်တာဝင်းရံပေးနိုင်တာဟာအစစ်မြင့်ဆုံးချစ်ချင်းတရားပါပဲ။နံပါတ်2စိုးရင်စိတ်ထက်ယုံကြည်မှုကိုအခြေခံခြင်းအချိန်တိုင်းစောင့်ကြည့်နေမှဖုံးဆက်နေမှအချစ်မဟုတ်ပါဘူး။စာပြနောက်ကြယုံဖုံးမကန်နိုင်ရုံနဲ့တနည်းဝင်တာမျိုးမဟုတ်ပဲတယောက်ရဲ့ကဘာကိုတယောက်ကအပြည့်အဝယုံကြည်ပေးထားတာဖြစ်ပါတယ်။ရင်းချက်လာတဲ့အခါမနာလိုဝန်ကြုံမှုတွေထက်ခိုင်မာတဲ့ယုံကြည်မှုနဲ့ပဲဆက်ဆံရေးကိုတိစောက်လာကြပါတယ်။နံပါတ်3အနိုင်ယူခြင်းထက်ဆက်ဆံရေးကိုကာကွယ်ခြင်းရံဖြစ်တဲ့အခါဘသူမှလည်းမှန်လဲဆိုတဲ့အထက်ကိုအနိုင်မတိုက်တော့ပါဘူး။ကိုနိုင်လို့တစ်ဖက်လူနာကျင်ရရင်အဲ့ဒီအနိုင်ကအတိတ်ပဲမရှိလို့ပါ။နှုတ်ထွက်စကားကိုဆင်ကျင်ပြီးခက်ခဲတဲ့နေ့တွေမှာကြောင်းလေးစားဂရုစိုက်မှုကိုလက်မလွတ်တမ်းစုပ်ကိုင်တာဟာရင်းချက်ချင်းရဲ့ပြရုပ်ပါပဲ။အချစ်စရတံမိုးဟာအပြောချကြိုတွေထဲမှာမဟုတ်ပဲအစင်မပြေမှုတွေကြားကသီးခံနားလဲပေးတဲ့လုံရက်တွေထဲမှာပဲကိန်းဝင့်နေတာဖြစ်ပါတယ်